္ဂလာပါရှင်ဒုက္ခသားဖြစ်သူလန်း channel ကနေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါတယ်နိုဝင်ဘာလကုန်ပိုင်းမှာ Google ဘက်ကနေပြီးတော့ Gemini 3.0 ကိုမိတ်ဆက်ပေးလိုက်တယ်အရင် version နေနဲ့ဘာကွာသွားလဲဆိုရင်ပို့ပြီးတော့လူသားဆန်လာတယ်ဘာလို့ပြောရလဲဆိုရင်ဒီတစ်ခါ Gemini 3 မှာသင်ခင်မှုထည့်ပေးလိုက်တယ်ဘယ်လိုမျိုးလဲဆိုရင်အရင် version နေမှာကိုကတခုခုမေးလိုက်တယ်ဆိုရင်ဘယ်နှစက္ကန့်မှမကြောက်တန်းဖြေတယ်ချက်ချင်းအဖြေထုတ်ပေးတယ်အဲ့တော့သူ့မှာတွေးတာရလို့ဘာမှမရှိဘူးအဲ့ဒါကဘာဖြစ်မလဲဆိုတော့ရှုပ်ထွေးတယ်တေချာပု္ပ္ပစာတွေ coding mind တွေမှာအမှားများတယ်အရင်တော့က let this step by step လို့ရေးကမှ तू ကတေချာစဉ်းစားပြီးတော့ပြန်ဖြေပေးတာအဲ့လိုကြမှာပဲအမှားနေတယ်အခု Gemini 3 မှာဆိုရင်တော့သင်ခင်မှုထည့်ပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အကြောင်းအရာကိုတတိထချာစဉ်းစားပြီးမှပြန်ဖြေပေးတယ်စဉ်းစားရတာဖြစ်တဲ့အတွက်အချိန်အားဖြင့်အရင်ငါထက်နည်းနည်းလေးတော့ပိုကြတယ်ဒီသင်ခင်မှုကတာမန်စကားပြောအခြေအနေမှာဆိုရင်တိတိတသာထူးခြားတာမျိုးကိုတွေ့နိုင်မှာမဟုတ်ဘူးတေချာနဲ့ကုတ်တင်ပိုင်းတို့ရဲ့မေးခွန်းတွေကိုမေးတဲ့အခါမှာတော့သူပြန်ဖြေပေးတဲ့အဖြေတွေကိုကြည်ချင်းအဖြစ်သိတာကိုတွေ့ရတယ်ပြီးတော့သုံးဆွဲသူတွေစေဖြစ်ဖို့အတွက်လည်းပါတယ်ဥပမာအနေနဲ့ဒီမှာတစ်ချက်ပြပေးမယ်ထားပါတော့မူရစေဘလို့အသုံးပြုရမလဲစသဖြင့်မေးလိုက်မယ်သူ့အနေနဲ့ကူညီပေးလို့မရဘူးဆိုပြီးတော့ပြန်ပြောတယ်မူရစေသုံးခြင်းရဲ့ဆိုးကျိုးတွေကိုပဲပြောသွားတယ်တချို့ AI နေဆိုလို့ရှိရင်ဘလို့သုံးရလဲဆိုပြီးတော့ပြန်ပြောရမျိုးရှိရလေဘာလို့လဲဆိုတော့သူတို့ကမစင်စားဘူးသူတို့မှထည့်ထားတဲ့အချက်လက်ကိုတန်းပြီးတော့ထုတ်ပေးလိုက်တာပြောတဲ့မပြောတဲ့မချိန်နာမျိုးကိုဆိုလိုတာပေါ့နော်ကဲကိုက Gemini 3 ကိုသုံးနေလားဘာလားဘယ်လိုမျိုးစစ်ရမလဲဆိုရင် application တွေကဆိုရင်လည်းဒီချက်လုံးနေကြနေရတဲ့ဟိုသွားဒီနေရာလေးမှာ3 Pro လို့ပေါ်ရင်ကိုက Gemini 3 ကိုသုံးနေရမတိကျသေးရင်3 Pro ဆိုတာလေးကိုနှိပ်အောက်က Thinking 3 Pro ကိုနှိပ်ထားပေးပါဒါဆိုရင်တော့ကိုက Gemini 3 ကိုအသုံးပြုနေရပဲဖြစ်ပါတယ်တကယ်လို့ကိုက Gemini 3 ကိုမကြိုက်ဘူးအရင် version ကိုပဲကြိုက်တယ်ဆိုရင် Fast 2.5 Flash ကိုနှိပ်ပြီးတော့အဲ့ဒါပဲသုံးလို့ရတယ်နောက်တစ်ချက်အနေနဲ့ကတော့ Gemini Agent သူကဘယ်လိုမျိုးလဲဆိုရင်အရင်ကဆိုရင်စက်ရုပ်ကစကားပဲပြောနိုင်နေရဆိုရင်အခုကခြေလက်တွေတိုက်ပေးလိုက်တာမျိုးဒီမှာတော်တော်လေးကိုမိုက်တဲ့ function လဲပါလာတယ်ဥပမာအနေနဲ့ပေါ့နော် Gmail ကိုကိုယ်တိုင်မကြည့်ဘဲနဲ့ AI ကိုကြည့်ခိုင်းတာမျိုးတွေအဲ့လိုမျိုးလုပ်လို့ရတယ်တစ်ချက်ပြပေးမယ်နော် Gmail ကြည့်ခိုင်းဖို့ဆိုရင် setting ထဲမှာ permission ဖွင့်ပေးရသေးတယ် Gemini ထဲကိုရောက်ရင်ကိုယ့်ရဲ့ profile လေးကိုနှိပ်ဒီအောက်က connected application ဆိုတာလေးကိုထပ်နှိပ်ဒီနေရာလေးမှာဆိုရင် Google Workspace ဆိုတာရှိရယ်အဲ့ဒါလေးကိုဖွင့်ပေးရမယ်မဖွင့်ပေးခင်ဒီအောက်မှာဘာတွေပါတယ်ဆိုတာကိုတစ်ချက်ပြပေးမယ်Gmail ဆိုရင်ဒီတစ်ပတ်မှာ Gmail တွေကိုအကျဉ်းချုပ်ပေးပါကဲဒါဆိုရင် तू ကအကျဉ်းချုပ်ပေးတာမျိုးဒါကိုပြီးကြရင်ပြပေးမယ် Google Calendar ကကြတော့အချိန်စရာကိုသွားမကြည့်ပဲနဲ့မေးလိုက်တာနဲ့ပြန်ဖြေပေးတာမျိုး Google Document မှာစာရိုက်ထားတဲ့စာတွေကိုအနစ်ချုပ်ခိုင်းတာမျိုးအဲ့ထက်ကအချက်လက်တွေကိုရှာခိုင်းတာမျိုး Google Drive မှာကြတော့ upload လုပ်ခိုင်းလို့မရပါမယ်ပြီးခဲ့တဲ့လကသိမ်းခဲ့တဲ့ PDF file တွေရှာပေးပါဆိုတာမျိုးအဲ့လိုမျိုးတွေခိုင်းလို့ရတယ်ပြီးတော့ Google Keep မှာမှတ်စုမှတ်ထားတာမျိုးဆိုရင်လည်းရှာခိုင်းလို့ရတယ်ဥပမာ shopping list မှတ်ထားတာပြန်ရှာပေးဆိုတာမျိုးတို့ Google Task ကကြတော့လုံးစရာတစ်ခုခုရှိရင်မမေ့အောင်လို့ reminder လုပ်ပေးတာမျိုးမီတောင်ဆောင်မှုတတိပေးပါဆိုပြီးတော့ပြောတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေလုပ်ခိုင်းလို့ရတယ်โอเคဒါလေးကတော်တော်လေးကိုမိုက်တယ်ဆိုတာသိသားပြီဆိုတော့အဲ့ဒါလေးကိုဖွင့်ပေးလိုက်မယ်ပြီးသားရင် connect ဆိုတာလေးကိုနှိပ်ပေးချိန်လို့ပြီးသွားပြီဆိုရင်အပြင်ကိုပြန်ထွက်လိုက်မယ်အကုန်လုံးတော့ပြမနေတော့ဘူးနမူနာအနေနဲ့ Gmail ကိုပြပေးမယ်အဲ့လိုမျိုးချိန်လိုက်ပြီပဲဆိုပါတော့ဒီမှာဒီတစ်ပတ်အတွင်းပေါ့နော်ကိုရှိမှာရောက်လာတဲ့ Gmail တွေကိုစစ်ပေးလို့ရေးလိုက်မယ်အဲ့တော့သူကဒီတစ်ပတ်အတွင်းဝင်တဲ့ Gmail တွေကိုရှာပြီးတော့ပြန်ပို့ပေးလာတယ်ဒါဆိုရင်နောက်ထပ်အရင်နှစ်ပတ်ကဟာကိုရှာခိုင်းလိုက်မယ်အဲ့တော့အရင်နှစ်ပတ်က Mobile Legend ကိုအကောင့်အကူပြောင်းလုပ်ထားတော့ငါ Gmail ဝင်တာတွေကိုပြပေးရင်ဒီမှာဆိုရင်သူကအကျဉ်းချုပ်ပေးတာ
တကူတကသွားပြီးတော့ဂျီမေးတစ်ခုလုံးဖတ်စီရမလို့တော့ဒါပေမဲ့အကြောင်းအရာအကုန်လုံးသိနိုင်အောင်လို့သူကလုပ်ပေးထားတယ်နောက်ထပ် Google Calendar ကိုစမ်းပြပေးမယ်ထားပါတော့ midterm exam meeting မနက်10 နာရီပြင်ဆင်ရာရှိလို့မှတ်ခိုင်းလိုက်မယ်ဒီမှာဆိုရင်သူကခဏလေးနဲ့မှတ်လိုက်ပြီဒါပေမဲ့သူလုပ်ပေးထားတာကိုနောက်ဆုံးစိတ်လုပ်ပေးဖို့တော့လိုပါတယ်တဲ့အဲ့ဒါကြတော့ကိုယ့်ထဲမှာမှားပြီးတော့ရှောက်လုံးမိမှာဆိုတဲ့အတွက်နောက်ဆုံးမှာကိုယ့်ကို permission ပေးထားတဲ့သဘောမျိုးပေါ့အဲ့လိုမျိုးစေဖို့အတွက်ဒီ link လေးကိုနှိပ်လိုက်ပြီးရင် Google Calendar လေးကိုနှိပ်ပြီးဒီမှာအပြရောင်အကွက်လေးအဲ့ဒါက Gemini AI လုပ်ပေးထားတာလေးပါသူကတေချာလေးကိုမှတ်ပေးထားတယ်သူလုပ်ပေးထားတာလေးတွေကိုစိတ်ကျင်နေဆိုရင်ဟိုအပေါ်လေးကအမှန်ကျလေးကိုနှိပ်ပေးလိုက်ပါအဲ့လိုမျိုးပဲ Google Drive ကိုလည်းသုံးလို့ရတယ်ဒီမှာဆိုရင် Google Drive က PDF တင်ထုတ်ပေးလို့ရေးလိုက်မယ်ဒါပေမဲ့ तू က general မလို့ခြင်းကိုတိတိကျလို့ခြင်းလားဆိုတော့ဂျပန်စာ M5 နဲ့ပတ်သက်တာရှာခိုင်းကြည့်လိုက်မယ်အဲ့တော့ဒီမှာ M5 လို့ရေးလိုက်မယ်ကဲဒီမှာဆိုလို့ရှိရင်လည်း link နဲ့ကနေပြီးတော့သွားပြီးတော့ကြည့်လို့ရပြီဒီ link လေးကိုထပ်နှိပ်ဒီမှာ M5 နဲ့ပတ်သက်တာရဲ့ဟာတွေမှန်သမျှတော့ तू ကရှာလာပြီးရယ်ကဲအကောင်လုံးတော့ဆံမပြတော့ဘူးကိုစဉ်းစားရင်စဉ်းစားနိုင်သလားအသုံးပြုလို့ရတယ်ဒါပေမဲ့ free user အနေနဲ့ကန့်သက်ထားလေးတော့ရှိတာပေါ့ပြီးတော့ရင်နောက်တစ်ချက်အနေနဲ့ပါလာလဲဆိုရင် generative UI ပါလာတယ်အဲ့ဒါကဘာလဲဆိုရင်အရင်တော့ကလို့စာကြည့်ပဲပြန်ဖြေမှာမဟုတ်တော့ဘူးကိုမေးတဲ့အဖြေကိုဖြေပေးတဲ့နေရာမှာဇယားကွက်တွေ graph line တွေနဲ့ပြန်ရှင်းပြပေးသွားမှာ interactive ဖြစ်တဲ့ပုံစံမျိုးလုပ်ထားပါဥပမာအနေနဲ့ဒီမှာဆိုလို့ရှိရင်ကမ္ဘာလူရဲ့အတက်ကြောက် graph ဆွဲပြခိုင်းလိုက်မယ်အဲ့တော့သူကကမ္ဘာလူကြီးတိုးတက်လာတဲ့ graph ကိုပုံလေးနဲ့တေချာလေးကိုထုတ်ပေးလိုက်ထားပါတော့နော်ကိုကခီးသွားမယ်ဆောင်းရံဒီခီးထွက်ချင်တာအဲ့ဒီ plan လေးကိုဇယားလေးနဲ့ဆွဲပေးဆိုရင်လည်းဒီလိုမျိုးလေးအချိန်တိကျနဲ့ကိုလင်းစိတ်တွေ hotel check in ဝင်တာတွေနဲ့ခီးသွားတွေအသွားများရဲ့ဘေးနီယာကိုသွားအဆရှိတဲ့ဖြစ်ပေါ့နော်တေချာလေးကိုလမ်းပြပေးထားတွေးရတယ်ကဲအခုဗီဒီယိုကိုဒီထိကြည့်ပြီးသားရဲ့လူတွေဘာသတိထားမိကြသေးလဲမိကွန်တက်ပြီးထင်တယ်နော်တေချာကြည့်လိုက်မယ်ဆိုရင်ဒီဗီဒီယိုတစ်ပုဒ်လုံးမှာသူ့ကိုမြန်မာလိုပဲမေးထားတာပါအဲ့တော့ तू ကလည်းမြန်မာလိုပဲပြန်ဖြေတဲ့အဖြေကိုကြည့်လိုက်မယ်ဆိုရင်စကားလုံးတွေကတေချာကိုဖတ်လို့အဆင်ပြေဒါအချင်းအဖြစ်မြန်မာစာတော်တော်လေးကိုနားလည်လာတယ်သူမြန်မာစာတိုးတက်လာတယ်ဆိုတဲ့အချက်ကပြောနေစရာတော့မလိုတော့ပါဘူးအဲ့တော့နောက်ဆုံးအနေနဲ့ထပ်ပြီးတော့ပြောရရင် तू က thinking လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်စဉ်းစားချိန်ပေးရတာနည်းနည်းတော့ကြာတယ်ဒါပေမဲ့ပို့ပြီးတော့တည်ကြတယ်ဂျမနာရေးချောင်းသုံးမဲ့ဆိုရင်ကိုအသုံးပြုချင်တဲ့နာမည်ကိုထည့်ပေးရတယ်ဥပမာကြီးမေးတဲ့ဒီနေ့ဘာစာတွေဝင်သေးလဲGoogle Calendar မှာနောက်တစ်ပတ်အတွက် meeting ရှိလားအစရှိတဲ့ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးထည့်ပေးရတယ်generative UI ကိုသုံးမဲ့ဆိုရင်ကိုကမျက်စိနဲ့မြင်ရအောင်လို့ထင်ထင်ရှားရှားမြင်ချင်တဲ့သဘောမျိုးကိုစောင့်နေဒီ graph ဆွဲပေးပါရှင်းပြပေးပါဇယားဆွဲပေးပါပုံစံထုတ်ပေးပါအဲ့လိုမျိုးလေးတွေထည့်သုံးပေးရတယ်ကဲဒါဆိုလို့ရှိရင်တော့ update အသစ်လုပ်လိုက်တဲ့ Google Gemini 3 လေးမှာဘာတွေထူးခြားလာလဲဆိုတာကိုအားလုံးပဲသိတာကြပြီလို့ထင်ပါတယ်မသိတာလေးတွေထပ်ပြီးတော့သိချင်တာလေးတွေရှိရဆိုလို့ရှိရင်လည်းဒီ YouTube ဗီဒီယိုရဲ့ comment box ကနေပြီးတော့မှတ်သားလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်